ညီမလို့ဘယ်သူမှအဖြစ်မခံရအောင် just အဲ့အတွက်ညီမ just speak out လို့သဘောထားလိုက် Sophia address speak out လို့ I'm pushing her so bad okay သူကလည်းအယူကရရင်ဟဲ့ तू ကလည်းအယူကလာရရင်မပူနဲ့ तू ကလည်းအဲ့ကောင်ရဲ့မဟုတ်ဘူးတမိပြောပြမယ်ညီမပြောပြမယ် तू ကလည်းအဲ့ကောင်မပြတ်သေးဘူးမပြတ်သေးတဲ့ခါကျတော့အခုဖြစ်တဲ့ဟာတော့အဲ့ကောင် तू ကတော်တော်သွားတင်တယ်တဲ့ so embarrassing မဘာဖြစ်နေရလဲဆိုပြီးတော့အဲ့လိုမျိုး तू သွားပြောတယ် तू ကလည်းစကားပြောချင်နေတဲ့အကြောင်းရှာနေအဲ့ဒါလည်းပြောရတယ်ရလေဘာမှမဖြစ် तू တွဲရင် तू တွဲလေငါကြားတာ तू ကျုံးနေပြီအခုလေးငါထောက်ထားခြင်း Sophia Iris ကိုလက်တွေပါပါတဲ့အဆင့်ဒီငါကြားပြီးသားပြဿနာမရှိဘူး but I'm pushing her သူပြောတော့ तू ရိုက်တော့ဘူးဘာလာပြောနေဟဲ့လက်ပါတယ်အတိအကျဒါတွေက confirm နေဟဲ့ငါအခုမှသိတာငါအစားမသိဘူးနင်ကဘန်ကောက်မလေးရှားကိုဒီတလထဲမှာနှစ်ခေါက်သွားထား right မမို့ရှက်တယ်ဆိုတာမဟုတ်လေညီမလေးမဟုတ်လေညီမလေးနဲ့သူနဲ့ယူတော့မှာလားကိုဒါပွင့်လင်းလင်းမေးရနော်သူနောက်ဆုံးနီးလန်းဒါပဲရှိရညီမလေးကိုကလားလို့ယူမယ်ဘာညာပြောပြီးကလားယူလိုက်မယ်တရားဝင်ယူမယ်ဘာညာအယူကနေမိဒါကိုဖီးတာတနည်းပဲကြံတော့အကိုလည်းသူ့ရဲ့ option စဉ်းစားပြီးပြီအကိုဟွာလေးသူတစ်စက်မှမချစ်ဘူးနော်ညီမလုံးဝမချစ်ဘူးဒါပေမဲ့သူနည်းနည်းရှုပ်ထွေးတယ်ကိုရညီမဒီလိုမျိုးဟိုဒီ gangster ပေါ့နော် gangster လောက်ခံရတဲ့ဥစ္စာပေါ့နော်ဒီ setup လောက်ထားတဲ့သူပေါ့သူက setup လောက်ထားပြီးတော့အလုပ်ဆိုပြီးတော့ရောက်လာပြီးတော့ဟိုပါပေါ့ပြီးတော့ light တယ်ပေါ့လုံးပန်းနေဒါပေမဲ့သူလုံးဝမချစ်ဘူးဟိုအရင်တိတ်ကားရဲ့ကိုရဲ့ဒါပေမဲ့ဟိုရုပ်ရှင်တွေရိုက်နေပါတော့အဲ့လိုမျိုးဆိုအဓိကစိတ်နှောက်ယှက်ပြီးပေါ့ကိုကမတင်နဲ့တော့ကိုဒါလဲညီမလေးကငါတော့ဟိုကတော့နောက်ဆုံးမှာဟဲ့ငါမတင်ဘူးပြောတာငါတို့မသိရင်ကလားတွေကသူ့ကလားတွေကဝိုင်းပြီးတော့ငါတို့ပို့ပို့ပတ်တွေပြောနေလို့ညီမလေးရုံးလမ်းမှာငါတို့တင်ရင်နင်းနဲ့ငါတနာရင်ပြောထားတနာရင်လုံးရှိရမတင်ပါဘူးဘယ်လိုလဲဟုတ်ကဲ့ကိုဟုတ်အဲ့တော့အကိုရဲ့တော့ဘယ်လိုလဲဆိုတော့သူကတစ်စက်မှမချစ်ဘူးညီမအောင်ဒါပေမဲ့သူချစ်ချင်အောင်ဆောင်တယ်တော့မနေ့ကလေညီမပြန်မယ်ဆိုပြီးတော့လေမနက်ကလေမနက်ကပေါ့ပြန်မယ်ဆိုတဲ့အချိန်မှာသူကလုံးဝအဲ့လိုဟိုမသိချစ်ကလုံးထိုင်ဖတ်တော်မဲ့တိုင်ပဲလို့ဒူးလေးထောက်ပြီးတော့အောင်မှာဟာနဲ့ချစ်လို့ပါတယ်မသွားပါနဲ့နင်းမခွဲနိုင်လို့ဘလို့နဲ့သူကလိုပြန်ရောက်လာတာသူ့ရဲ့ iPhone charger ဟိုခဏမှကြိုင်ခဲ့တယ်ဆိုတဲ့ပုံစံနဲ့သူဝင်လာအမှန်တော့ညီမကအိတ်ဟဲ့မဟုတ်မနေ့ကနေနဲ့ဖုန်းပြောပြီးဘလို့ရောက်လာအစားကြီးပဲငါတော့လက်အောင်နင်းနဲ့ဖုန်းပြောပြီးတော့သူရောက်လာငါတို့ဖုန်းပြောပြီးတော့လေဟုတ်တယ်ဒီကောင်ကြည့်နေရရောငါဟာအော်မကြည့်ဘူးကိုတိုက်ဆိုင်သွားလိုက်တော့ရှစ်မယ်ခွဲသည်သူကဘယ်လိုကြည့်ရလဲနင်းတော့ပြောသူကမဟုတ်ဘူးဟာသူလည်းအတန်ကြားရတယ်တည်ရဲ့ညီမဖုန်းခိုင်းလိုက်တော့အကိုအတန်မှန်တည်လို့ရတာသူကလမ်းယူပြီးတော့လူပြီးတော့ဖုန်းချပြီးဆက်ပေးလိုက်တာလို့မဟုတ်အဲ့ဒါပြောမှာလေလိုက်အဲ့ချိန်မသိသေးဘူးလား